A day in my life blog mode day slate day in my life အရင် slate ချင်လို့ leather design တစ်တရော island extension တွေမှာလုပ်ပြီးတော့ပပိုင်းနဲ့တူတူနေမိုးလေးကနေညတီ rolling လုပ်ခဲ့နေလေးကိုလိုက်ကြည့်ပေးပါအောင် island extension လုပ်တာတော့ Betty ဆန်ဆန်မျက်နှာတစ်တဲ့ hotel မှာမြေရောက်နေမှန်းသိလို့ကြိုးဆောင်နေတဲ့ paparazzi ကိုလည်းလက်ခလက်ထောင်ပြီးတော့တက်ချပြီး slate ခဲ့ပါတယ် by the way လက်သေးလာလား private ကိုလည်း no makeup နဲ့သွားစားရတဲ့ island extension လုပ်တာတော့အရင် confidence ဆို Betty လို့လိုချင်နေပြောတော့မြတ်တောင် volume ထူထူလေးနဲ့လက်သေးကိုကြတော့ချွန်းချွန်းရှည်ရှည်လေးရအောင်လုပ်ပေးပါမြေလုပ်ခဲ့တဲ့ဆိုင်လေးကတော့ heavy လာမှာဖြစ်ပါတယ်ပြီးတော့ပပိုင်းနဲ့တွေ့ဖို့အတွက်ညီမ plaza bread တော့သွားတယ်မုံလေးစားပြီးတော့တငယ်ချင်းနဲ့တူတူပွဲတက်ဖို့အတွက်သူ့ကိုနည်းနည်း make up on ပေးလိုက်ပါတယ်အမှသူမျက်နှာကိုလက်သေးနဲ့ခဏခဏထိုးမိတယ်ပေါ့ပြီးတော့နှစ်ယောက်သား beauty expo ရဲ့ invitation ရထားလို့ပွဲအမိုင်းလေးတက်လိုက်တယ် Junction City ဘက်ကိုရွေ့သွားပြီးတော့ highlight ဖြစ်ရှင်တော့ ကလေးစီးရဲ့ high တက်စီးရဲ့ကိုလာတောက်တယ်ဘိုက်စာလို့ဆိုပြီးတော့ချီလီပေါ့ကိုလည်းထပ်စားတယ်အဲ့ဒါနဲ့ energy ဖြည့်ပြီးတော့16လမ်းမှာတောက်ခွဲကြမယ်ဆိုပြီးတငယ်ချင်းည16လမ်းအောင်ထပ်ရောက်သွားတယ်တလောကလုံးစကားမပြောဘဲနဲ့နေနိုင်တယ်ကြောင်တွေ့ရင်တော့မကိုင်ဘဲနဲ့မနေနိုင်ဘူး16လမ်းမှာချင်းဦးဆိုကျူရဲ့ promotion လည်းရှိရကြောင်းနှစ်ပလင်းတောက်ရင်နှစ်ပလင်းရပြီးမြည်တို့လည်းအသေးတောက်ခွဲပြီးဒီနေ့တောင်အကုန်ဆုံးခဲ့ပါတယ် bye bye